ရုတ်ကွန်မြူနစ်ပါတီဟာဆယ်စုနှစ်များအတွင်းစစ်တပ်တွင်အကြီးမားဆုံးအာဂတိလိုက်စားမှုတိတ်ဖြတ်သည့်လှုပ်ရှားမှုများအနက်တစ်ခုအပါဝင်အဖြစ်ထိပ်သီးစစ်ဗိုလ်ချုပ်ကြီး9ဦးကိုပါတီမှထုတ်ပယ်ခဲ့ပါတယ်။ထုတ်ပယ်ခံရသည့်ဗိုလ်ချုပ်ကြီး9ဦးဟာကြီးလေးတဲ့ငွေကြေးဆိုင်ရာရစဝတ်မှုများဖြင့်တန်တရားရှိခံထားရကြောင်းတရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ထုတ်ပယ်ခံရသူအများစုဟာကျဲသုံးပွင့်အဆင့်ရှိဗိုလ်ချုပ်ကြီးများဖြစ်ပြီးကွန်မြူနစ်ပါတီ၏ဆုံးဖြတ်ချက်များချမှတ်သည့်ဗဟိုကော်မတီဝင်များဖြစ်သည်ဟုဆိုပါတယ်။ဒါအပြင်၎င်းတို့9ဦးဟာစစ်တပ်မှလည်းထုတ်ပယ်ခံခဲ့ရပါတယ်။ထုတ်ပြန်ချက်မှာအာဂတိလိုက်စားမှုကိုက်ဖြတ်၍လှုံ့ဆော်မှု၏တစိမ့်တစ်ပိုင်းအနေဖြင့်ထိုကဲ့သို့ထုတ်ပယ်ခြင်းဖြစ်ကြောင်းဖော်ပြထားကလေးလာသူများကမူနိုင်ငံရေးအရာမလိုလားသူများကိုထုတ်ပယ်ခြင်းဖြစ်ကြောင်းရှုမြင်ခဲ့ကြပါတယ်။ဗဟိုကော်မတီဟာတရုတ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့်အဖွဲ့ဝင်အသစ်များရွေးချယ်ရေးအတွက်ဆွေးနွေးမှုများပြုလုပ်မိကွန်မြူနစ်ပါတီ၏အစည်းအဝေးမတိုင်မီထိပ်သီးဗိုလ်ချုပ်ကြီးများကိုထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။